ဆုံခမင်္ဂလာပါဒီတလအတွင်းရှမ်းပြည်နယ်အတွင်းမှာနိုင်ငံရေးစစ်ရေးအခြေအနေတွေဘယ်လိုပြောင်းလဲသွားလဲဘာတွေဖြစ်ပျက်သွားလဲဆိုတာကိုတော့ရှမ်းတော်စစ်အက်ဒီတာချုပ်ကိုဆိုင်မန်းနဲ့ကျွန်တော်နန်းဆိုင်တို့ကဆွေးနွေးသွားမှာဖြစ်ပါတယ်မဆုံခမဆုံခဟုတ်ကဲ့တလကလည်းမြန်နေနော်ဒီတလကတော့တကြံနေနဲ့ဆိုတော့ပိရက်ကလည်းရှိရေပေါ့နော်နိုင်ငံရေးပြောင်းလဲရတယ်တော်တော်ကြီးမားဖြစ်လာတယ်နော်ဟုတ်တယ်ပထမဆုံးတော့ဒီမြန်မာနိုင်ငံရေးပေါ့နော်အထီကိုတုံ့လောက်သွားစေတဲ့တင်းကတော့ဒီလာရှုံမြို့ပေါ့နော်ဒီ MNDAA ကလည်းတက်ဆုပ်သွားတယ်ပြီးတော့စစ်ကောင်စီကဝင်လာတယ်ပေါ့နော်ဒီရဲ့အခြေအနေတွေကရောဘယ်လိုအခြေအနေတွေရှိနေလဲလက်ရှိမှာပေါ့နော်နောက်ထပ်ဒီဟာကိုကြည့်ရင်ပေါ့တရုတ်ရဲ့လွှမ်းမိုးမှုကအရန်ကိုကြီးမားနေလားပေါ့အဲ့ဒါကိုဆိုင်မအနေနဲ့နည်းနည်းတော့သုံးသပ်ပေးပါဦးအတိကတော့ဒီကိစ္စနဲ့ပတ်သက်ပြီး၃ပိုင်းမြင်ရမှာပေါ့နော်ပထမတစ်ပိုင်းကတော့ဒီနယူးဒေါ်လာရေးမှာလူထုကထောက်ခံလို့လာရှိုးအလေတကူနဲ့တလအတိမှာတိမ့်ပိုက်နိုင်ခဲ့တယ်ဒါကလူထုရင်အားမပါလို့ရှိရင်ဘယ်လိုနည်းမှတိမ့်ပိုက်နိုင်မှာမဟုတ်ဘူးဆိုတော့တစ်ချက်နော်နောက်ထပ်တစ်ချက်ကတော့စစ်ကောင်စီအနေနဲ့အဆုံးအရှုံးကြီးမျက်နှာပြက်နဲ့လာရှိုးကိုဆုတ်ခွာရတယ်လက်နဲ့လူထောင်ကနန်းလက်နဲ့ချလိုက်ရတယ်တော်တော်လေးအတွက်စစ်ကောင်စီအတွက်တော်တော်မျက်နှာပြက်စီတယ်လာရှိုးမျိုးကိုဆုံးရှုံးထားတာနောက်ထပ်တစ်ချက်ကတော့ဒီတရုတ်ကတော့သူ့အနေနဲ့တောက်လျှောက်ကျွန်တော်တို့လေ့လာကြည့်တာကမြန်မာလူထုရဲ့အကျိုးစီးပွားကိုသူကကြည့်မှာမဟုတ်ဘူးတစ်ခါပြောလာလို့ရှိရင်လည်းတရုတ်လူမျိုးတွေရဲ့အကျိုးစီးပွားတရုတ်ပြည်ရောက်နေတဲ့တရုတ်လူမျိုးတွေရဲ့အကျိုးစီးပွားဒါပဲသူပြောတယ်ပမာပြီးအကျိုးစီးပွားကိုသူကပါဝင်ကာကွယ်ပေးမယ်ဆိုတဲ့ဟာကကျွန်တော်တို့သတင်းမှာတစ်ခါမှမမြင်ဘူးပေါ့နော်အဲအကြောင်းမို့လို့ဒီစစ်ပြန်မတိုက်ရဘဲနဲ့လက်နဲ့ကြီးတပေါက်မှမဖောက်ရဘဲနဲ့လာရှိုးကိုပြန်ရတဲ့အနေထားအရာကတော့ဒီရှင်းပြောလို့ရှိရင်တရုတ်နိုင်ငံဆိုတာကမ္ဘာမှာကလက်ရှိအနေထားအရအမေရိကန်ကိုရှင်ပြိုင်နိုင်တယ်ဆိုတာသူပဲရှိတယ်လေနော်စီးပွားရေးအရာစီးရေးအရာလူရင်အားအရာဖွံ့ဖြိုးတိုးတက်မှုအရာအဲ့တော့ဒီအင်အားကြီးတဲ့ဒီကမ္ဘာအင်အားကြီးနိုင်ငံတနိုင်ငံကသူ့ကိုလာထောက်ခံပြီးလာရှိုးမျိုးကိုပြန်ယူပေးတယ်ဆိုတဲ့ဟာကတော့စစ်ကောင်စီအတွက်တော့တော်တော်လေးကိုဂုဏ်ယူစရာပေါ့နော်ဒါကြောင့်မလို့ဒီဂျေဆုရှင်ကိုမပြစ်မှားဖို့အဆင့်အထိတွေပြောလာတာလေနော်အဲ့ဒါဒီစစ်ကောင်စီအတွက်တော့တော်တော်လေးကိုဒီအာဏာတည်မြဲဖို့ပုံမခိုင်သူ့ရဲ့အာဏာထိုင်ခုံပုံမခိုင်မာဖို့တရုတ်ကဒီအထောက်အပံ့တနည်းတစ်ဖုံပေးလာတဲ့အောင်မြင်မှုပေါ့နော်ကမ္ဘာရဲ့ထောက်ခံမှုကိုရတဲ့အောင်မြင်မှုပေါ့နော်ဘာဖြစ်လို့ကမ္ဘာထောက်ခံမှုဆိုရင်ခုနကတော့ပြောတယ်လို့တရုတ်ကကမ္ဘာမှာအင်အားကြီးတဲ့နိုင်ငံလေးနော်ဒါမဲ့ဒီလက်ရှိအနေထားအရကျွန်တော်တို့ခြုံပြီးကြည့်မယ်ဆိုရင်ခုနကတော့ကျွန်တော်ပြောတယ်လို့လာရှိုးကိုစစ်အောင်နိုင်ဖို့လူထုကပံ့ပိုးလာတယ်ဒီຫນွေဦးဒေါ်လာရေးမှာအဲ့ဒီတိုက်ပွဲကြောင့်လာရှိုးဒေသခံတွေအသက်အိုးအိမ်များစွာဆုံးရှုံးရတယ်စီးပွားရေးတွေပြတ်ရတယ်အိမ်တွေမိမိရဲ့တိုက်တာအိုးအိမ်တွေပြက်စီးတယ်ဖောက်ခွဲခံရတယ်ဆုံးရှုံးခံရတယ်လက်ရှိအနေထားအရစစ်ကောင်စီပြောင်းဝင်လာတော့ကျွန်တော်တို့ဒီအပန်းစကားရပြောရလို့ရှိရင်မိအေးနှခါနာပေါ့နော်ဒီတခါနာရပြီးတိုက်ပွဲကြောင်းအခုကစစ်ကောင်စီပြန်ဝင်လာတော့ရင်းနေပေါ်နာရမယ်အခုစစ်ကောင်စီပြင်ဆင်ချမှတ်နေတဲ့ပြည်သူ့စစ်မှုထမ်းဥပဒေပြန်ဝင်လာတော့မယ်လာရှိုးဒေသခံတွေကိုဒီစစ်ကောင်စီဒီစစ်မှုထမ်းဥပဒေထဲတွတ်တွဲမယ်ဖမ်းဆီးမယ်လုပ်မယ်စတာတွေပြန်လုပ်လာနိုင်တယ်နောက်ပြီးတော့ဒီလာရှိုးဒေသအတွင်းမှာဖြစ်ပေါ်နေတဲ့အခြေအနေကစစ်ကောင်စီကလွတ်လွတ်လပ်မထိန်ချုပ်နိုင်တော့တကူတပြတွေပေါ်များလာတယ်အရင်တုန်းကထက်ပေါ့နော်ဒီကိုးကောင်းတက်တွေထိန်ချုပ်လာတဲ့ကာလမှာကအတော်အတိငြိမ်နေလေနော်အခုကာလမှာကြတော့စစ်ကောင်စီပြန်ဝင်လာတယ်ဆိုပေမဲ့လည်းသူကဒီຫນွေဦးဒေါ်လာရေးမှာပါဝင်နေတဲ့အဖွဲ့တွေကရှိနေနေတာကိုဆိုတော့သူတို့အတွက်လုံခြုံမှုကမရှိသေးဘူးတရုတ်ကဘလောက်ပဲ
လာဆောင်ကြက်ပြီးတော့မှလုံခြုံရေးဘေးနေ place ပေါ့နော်တို့အတွက်လုံခြုံရေးမရှိတော့လုံခြုံရေးကမယူနိုင်တော့တခိုးတမျှတွေပေါ်များပစ္စည်းတွေလူခံရတာတို့အိမ်ဖောက်ခံရတာတို့ဆက်တိုက်ပြန်ပေါ်လာတဲ့အနေထားဖြစ်နေတယ်ပေါ့နော်ဒီတရုတ်ရဲ့ခုနကတော့ပြောတဲ့ဒီတရုတ်ရဲ့လွှမ်းမိုးမှုပေါ့နော်လွှမ်းမိုးမှုကိုပြောရလို့ရှိရင်တော့ပထမဒီပြီးခဲ့တဲ့2လ3လတုန်းကလည်းကျွန်တော်တို့တုံးသက်ပြပါတယ်ဒီရှမ်းပြည်အရှေ့ပိုင်းမှာဒီတရုတ်လူမျိုး73ဦးမဲခေါင်မြစ်ထဲမှာတက်ခံရတယ်အဲ့ဒါကိုဘိန်းဘရင်တော်ခမ်းမှာတတ်တယ်ဆိုပြီးတော့မှညှိုးခံရတယ်နောက်ဆုံးဒီဘိန်းဘရင်တော်ခမ်းကိုတေတံပေးလိုက်တယ်တရုတ်ပြည်ကိုဖမ်းသွားပြီးတေတံပေးလိုက်တယ်ဆိုတော့အဲ့ဒီတုန်းကဒီတရုတ်ကနိုင်ငံတကာမြို့ဝမ်းတစ်ခုကိုသူကပထမဦးဆုံးအနေနဲ့ရလိုက်တာပဲအခုလည်းအဲ့လိုပါပဲဒီ1027စစ်စင်ရေးကြောင့်သူကပထမဦးဆုံးသူ့ရဲ့ဩစာကိုပြလိုက်တာပဲဒီဗမာအာဏာရထားတဲ့ SAC ရဲ့လုံခြုံမှုမပါဘဲနဲ့တိန့်ရှီကျွန်းကကွန်လုံဟိုပန်ဘက်ချင်းရှီဟောလမ်းဘက်ကနေတော်လန်ရေးလက်နဲ့ကင်တပ်ဖွဲ့တွေလုံခြုံရေးအရယူပြီးတော့မှလာရှိုးမြို့မှာ3-4ရက်လာနေသွားတယ်လာရှိုးမြို့မှာဒီရုံးပြန်ဖွင့်ဖို့ပြင်ဆင်နေစတာတွေပေါ့နော်ဒါကနိုင်ငံတကာမှာလဲသူကကြည့်ပါလားငါတို့တရုတ်တွေဝင်ဖြေဖြန့်ဖြေပေးလို့အပြည့်ရသွားပြီးကိုကောင်းနဲ့စစ်ကောင်စီနဲ့အဲ့ဒါကိုပြနိုင်တဲ့အပြင်သူကနိုင်ငံပြင်ပမှာဒီဩစာချဲ့ထွန်လွှမ်းမိုးမှုတစ်ခုပဲပေါ့နော်ဒါကဘယ်လိုသုံးသပ်နိုင်လဲဆိုတော့လက်ရှိအနေထားအရလာရှိုးမြို့ကိုပဲထိုးပေးတဲ့လာရှိုးမြို့ကိုပဲတရုတ်ကိုထိုးကျွေးတာမကဘူးပေါ့နော်ဒီအများအားဖြင့်တော့ကျွန်တော်တို့လိုက်လာမေးကြည့်တာကတော့မြန်မာလူထုတရက်လုံးအပါဝင်မြန်မာနိုင်ငံတစ်ခုလုံးပေါ့နော်အဲ့ဒါတရုတ်လက်ထဲကိုအပ်လိုက်တဲ့ဆံပြနမူနာတစ်ခုပဲပေါ့နော်ဒါຫນွေဦးဒေါ်လာရေးမှာကတော့မကြေမချမ်းဖြစ်နေပေမဲ့ဒီတရုတ်ရဲ့ဩစာလွှမ်းမိုးမှုကတော်တော်လေးကိုကြီးထွားလာနေတော့တုံ့ပြန်မှုကထင်တယ်လို့ဖြစ်မလာဘူးဆိုတဲ့ဟာကတော့ဝမ်းနည်းစရာပေါ့နော်ခဏတော့ပြောလို့ပေါ့ဒီမြန်မာနိုင်ငံတစ်ခုလုံးကိုတရက်ကိုလက်ထက်အပ်လိုက်တဲ့သဘောအနေထားဖြစ်နေဆိုတဲ့သဘောပါနော်အဲ့လိုပုံစံရောက်နေပြီပေါ့ဟုတ်ကဲ့နောက်တစ်ခုကဒီစစ်အာဏာရှင်အမြင့်ဖြတ်ရေးဆိုတဲ့ခေါင်းစဉ်နဲ့30နှစ်ခွန်စစ်စင်ရေးတိုက်ပွဲဝင်လာတဲ့ MNDAA ပေါ့နော်သူ့ရဲ့သဘောထားကရောတကယ်ကိုစစ်ကောင်စီကိုအမြင့်ဖြတ်စေချင်လားဒါမှအခုရောသူ့ရဲ့သဘောထားဘယ်လိုရှိလဲနောက်တစ်ခုက30နှစ်ခွန်စစ်စင်ရေးနောက်ဆုံးရလက်ပေါ့နော်အခုဆိုရင်တော့ဘယ်လိုရှိနေလဲပေါ့ကြာရှုံးနေလားအောင်မြင်နေလားပေါ့အမှန်တော့ကျွန်တော်တို့တောက်လျှောက်ဒီကြည်လာတာပေါ့နော်ဒီ1027စစ်စင်ရေးနဲ့ຫນွေဦးဒေါ်လာရေးနဲ့ဆက်ဆက်လားဆက်ဆက်နေတလားဆိုတဲ့ဟာတော့တနည်းတစ်ဖုံတော့ဆက်ဆက်တယ်လို့တော့ပြောလို့ရတယ်ဘာလို့ဆိုတော့ဒီမြန်မာပြည်အလဲပိုင်းမှာဖြစ်ပွားနေတဲ့ဒေါ်လာရေးကဒီအဖွဲ့တွေနဲ့ပတ်သက်ဆက်နွယ်ပြီးတော့မှတနတ်တွေလက်နက်တွေရယူနေတာတွေတို့ကျွန်တော်တို့ထောက်ထားအများကြီးတွေ့ရတာပေါ့နော်ဒါပတ်သက်ဆက်နွယ်တနည်းတစ်ဖုံပတ်သက်ဆက်နွယ်တယ်တိုက်ရိုက်ဒီ10.7ကဒီမြန်မာຫນွေဦးဒေါ်လာရေးမှာစစ်အာဏာရှင်ကိုအမြင့်ပြတ်တိုက်ဖြုတ်မယ်ဆိုတဲ့ထုတ်ပြန်ကြေညာချက်လေးတွေတော့တွေ့တယ်ဒါပေမဲ့ခုနကတော့ကျွန်တော်တို့ဒီပြောတလို့ပါပဲဒီမြောက်ပိုင်းစစ်စင်ရေးကဒီနေမီတချို့ကိုတိမ့်ပေးတဲ့ကာလမှာမြော်မန်းချက်တနည်းတစ်ဖုံပြည့်စုံပြီလို့ထုတ်ပြန်ကြေညာချက်လည်းတွေ့တော့ကျွန်တော်တို့ကတော့မှပြောတယ်လေဒါကຫນွေဦးဒေါ်လာရေးအတွက်တော့အလားအလာမကောင်းဘူးဒီလူမျိုးတစ်မျိုးရဲ့အကျိုးစီးပွားအတွက်ပဲကြည့်ပြီးတော့မှဒီစစ်စင်ရေးကိုအခွင့်ကောင်းယူပြီးတော့လှုပ်လိုက်တာပဲဆိုလိုတာဒီ10.7စစ်စင်ရေးကတစ်အချက်ကတော့တရုတ်တွေရဲ့ဒီကိုးကောက်နယ်မြေမှာတရုတ်ထောက်လှမ်းရေးတရုတ်တပ်ဖွဲ့တွေ10ခန်းတက်ခံရတယ်အဲ့ဒီဟာကိုတုံ့ပြန်ဖို့တရုတ်ကဒီစစ်ကောင်စီကဒီဂျားဖြတ်လုပ်ငန်းတွေကိုမတိုက်ဖြတ်နိုင်ရကောင်းလားဆိုတဲ့ပြစ်တင်မှုနဲ့ဒီ10.7စစ်စင်ရေးကိုလုပ်တယ်လောက်တော့ဒီလက်နက်တွေကြီးစန်းနေတကယ်ကိုအစိုးရတပ်ဖွဲ့ဒီမြောက်ပိုင်းအဖွဲ့ကအတုံးအဖြုံးနိုင်တယ်ကြီးစန်းအတုံးတဲ့နေရာတနတ်တုံးတဲ့နေရာမှာပေါ့နော်
အရင်တော့ဆိုရင်ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင်တပုံဆိုရင်ကြည်တပွင့်ပွင့်လို့ရှိရင်ရန်သူအလောင်းတစ်လောင်းပဲအခုကြတော့ခြုံလောက်တိုင်းကတနတော့ဘရောက်ဆိုဆွဲတယ်ဆိုတော့ဒီတကယ်ကိုနိုင်ငံတော်စစ်တပ်အဆင့်ကိုကြီးစံသုံးဖြုံးနိုင်ခဲ့တာကိုတွေ့ခဲ့ရတာပေါ့နော်ဆိုလိုတာကဒီ10.7စစ်စင်ရေးကတော့ပထမတစ်ချက်ကတော့တရုတ်ရဲ့ဒီကြားပြန်စစ်စင်ရေးကိုဒီသူတို့လူတက်ခံရတဲ့ဟာကိုကလဲစားချေဖို့ကြားပြန်စစ်စင်ရေးဆိုတဲ့ပုံစံနဲ့စစ်စင်ခဲ့တဲ့ရှမ်းပြည်မြောက်ပိုင်းမှာဒီရှမ်းပြည်မြောက်ပိုင်းမှာတော်လာနေတဲ့တပ်ဖွဲ့တွေရလည်းဒီဒီအချက်ပေါ့နော်အချက်ပဲဆိုပြီးတော့မှအခွင့်ကောင်းယူပြီးတော့မှဒီအမျိုးသားလိုအပ်ချက်အတွက်နေမီကိုရအောင်စစ်တိုက်ဖို့အင်အားနဲ့စစ်အင်အားနဲ့နေမီရအောင်ယူတာပေါ့နော်အဲ့လိုဒီမြောက်ပိုင်းစစ်စင်ရေးမှာတစ်အချက်ကတော့တရုတ်လိုအပ်ချက်နှစ်အချက်ကတော့ဒီဒိုင်းရင်တာလက်နဲ့ကင်တပ်ဖွဲ့တွေရဲ့လိုအပ်ချက်နဲ့ဖြစ်ပေါ်လာတာဆိုတော့ကျွန်တော်တို့ဒီຫນွေဦးတော်လှန်ရေးနဲ့တိုက်ရိုက်ပတ်သက်ဆက်နွယ်နိုင်တာပတ်သက်ဆက်နွယ်တာကတော့ခုနတုန်းကပြောတယ်လို့လက်နက်ကင်ဒီဒေသလူထုကာကွယ်ရေးတပ် PDF ပေါ့နော်သူတို့တွေအင်အားဒီကြီးထွားလာတယ်တနတ်တွေရလာတယ်တော်လာနိုင်တယ်စစ်တပ်အစစ်ဖွဲ့စည်းလာနိုင်တယ်အဲ့လိုမျိုးကိုခြုံငုံသုံးသပ်နိုင်တယ်ဒါပေမဲ့ဒီကိုကန့်ကဒီຫນွေဦးတော်လှန်ရေးစစ်အာဏာရှင်အမြင့်ပြုတ်ရေးနဲ့တိုက်ရိုက်ပတ်သက်ဆက်နွယ်လာသူတို့ဦးတည်ချက်ကဆိုတော့ကျွန်တော်တို့တောက်လျှောက်ကြည့်လာတော့အဲ့လိုမျိုးမမြင်ဘူးအမှန်တော့ဒီ2008 2009တုန်းကဖုံမျိုးနွယ်တွေတစ္ဆာဖောက်ခံရတယ်ဒီပိုင်မျိုးနွယ်တွေကဒီဗမာစစ်တပ်နဲ့ပေါင်းပြီးတော့ဖုံမျိုးနွယ်တွေကိုတစ္ဆာဖောက်လိုက်တယ်အဲ့ဒါကိုမကျေနပ်လို့သူတို့နယ်မြေဒီဖုံမျိုးနွယ်တွေရဲ့ဥဆောင်မှုနဲ့သူတို့နယ်မြေပြန်ကြဖို့အတိကမျှော်မှန်းချက်ပေါ့နော်အခုမျှော်မှန်းချက်ကိုကြော်လွန်ပြီးတော့မာနကူကလေးကမျှော်မှန်းထားတဲ့အတိုင်းတန်လွန်နောက်ချမ်းမှာရှိနေတဲ့တရုတ်မလီဘာတရုတ်ရဲ့ဂျေးရွာတွေသူတို့ရဲ့နယ်မြေတွေကိုရအောင်ယူမယ်ဆိုတဲ့ဟာပေါ့နော်အဲ့ဒါပါသူတို့ရဲ့မျှော်မှန်းချက်ထဲမှာပါဝင်သွားတော့ရတင်တလောက်ရသွားတယ်အဲ့ဒီဟာကိုကြော်လွန်ပြီးတော့မှလာရှိုးအထိတိမ့်နိုင်တယ်ဆိုတဲ့ဟာကတော့ဒါကဒီတော်တော်လေးကိုသူတို့အတွက်ဒီမျောမှန်းထားတဲ့ဟာထက်အစပေါင်းများစွာအောင်မြင်တယ်ပေါ့နော်ဒါပေမဲ့ဒီနေပြည်တော်အထိຫນွေဦးတော်လှန်ရေးမှာပါဝင်ပြီးတော့မှစစ်အာဏာရှင်အမြင့်ဖြုတ်ဖို့ဆိုတဲ့ဟာကတော့ကျွန်တော်တို့ဘယ်တော့မှဒီတည်င်းမှာဒါသူတို့ရဲ့ပြောကြားချက်မှာအသက်အလင်းလက်တွေ့အရာရောဒီ statement အရာရောကျွန်တော်တို့လေ့လာတွေ့ရှိတာမရှိခဲ့ဘူးပေါ့နော်အဲ့ဒါကြောင့်ဒီ30နှစ်ခုစစ်စင်ရလက်ကောင်အောင်မြင်မှုရောရှိလားပေါ့ခဏတော့ပြောတော့ဆိုရင်အောင်မြင်မှုဆိုတဲ့ဟာကရှင်းပြောလို့ရှိရင်ဒီတော့ຫນွေဦးတော်လှန်ရေးကတော့မပြီးဆုံးသေးဘူးလေနော်မပြီးဆုံးဘူးဆိုတော့ဘယ်သူနိုင်ဘယ်သူရှုံးမလဲဆိုတဲ့ဟာကယတိပြက်ပြောဖို့တော့ခက်တယ်အခုမြောက်ပိုင်းကိုစုပ်ပေးပြီဆိုပေမဲ့ပြီးသွားလားဆိုတဲ့ဟာလည်းမေးเสียပေါ့နော်အခုဒီရှင်းပြောလို့ရှိရင်သူတို့တိမ့်ပိုက်ထားတဲ့နေမြေတောင်မှဘယ်လိုအခြေအနေဖြစ်သွားမယ်မှန်းဆိုတာသူတို့ကိုယ်တိုင်သူတို့လည်းသိမှာမဟုတ်ဘူးပြန်ပေးရမလားမပေးရဘူးလားထို့အတူပဲဒီတိုက်ပွဲထဲမှာမပါဝင်သေးတဲ့ဒီရှမ်းလက်နက်ကင်တပ်ဖွဲ့တွေလည်းဒီအခြေအနေရရောဘယ်လိုရှိနေလဲအချင်းချင်းပြန်တိုက်မလားဒါမဟုတ်ရင်ပေါင်းပြီးတော့မှစစ်ကောင်စီကိုတိုက်မလားဆိုတဲ့ဟာကတော့မပြောနိုင်ဘူးဒါပေမဲ့လက်ရှိအနေထားအရခြုံငုံသုံးတက်လာလို့ရှိရင်တော့အောင်မြင်မှုလို့ပြောတာထက်ဒီဒေါ်လာရေးအောင်မြင်မှုလို့ပြောတာထက်ပေါ့နော်တရုတ်ကအောင်မြင်မှုပိုရသွားတယ်တရုတ်ကခုနကတော့ပြောတယ်လို့နိုင်ငံပြင်ပမှာအခြေစိုက်ပြီးတော့မှဒီအခြေအနေတစ်ခုကိုစီမံကုတ်ကဲနေတဲ့အနေအထားအဆင့်ထိဖြစ်သွားတယ်အကျိုးအမြတ်အရဆုံးကတော့တရုတ်ဖြစ်သွားတာပေါ့နော်အဆုံးရှုံးကဆုံးကတော့ကျွန်တော်တို့ရှမ်းပြည်မြောက်ပိုင်းလူထုပေါ့နော်အိုးအိမ်တွေပြက်စီးခါညတယ်စီးပွားရေးပြတ်သွားတယ်မိသားစုအတွင်းဒီကွဲရှင်ကွဲဖြစ်ရတယ်အဲ့လိုနေထားအခုလည်းဒီလာရှိုးဒေတာခန်နေရစစ်ကောင်စီပြန်ဝင်လာတော့ထပ်ပြီးထွက်ပြေးရမလို့ဖြစ်နေပြီတချို့ကလည်းဒီကိုးကောင်ထင်းချုပ်တဲ့နေမြေတွေပဲသွားနေရမလားဒါမဟုတ်ရင်တခြားဒီရန်ကုန်မန္တလေးတောင်ကြီးပဲပြောင်းရမလားဆိုတဲ့အနေအထားတွေဖြစ်ကုန်ပြီမရေမရာတဲ့ဘဝဖြစ်နေပြီဒါပေမဲ့လက်တွေ့အားဖြင့်တော့တရုတ်ကတော့သူ့ရဲ့ BRI land
ဒီဘိုးလာမကြီးဖြစ်မြောက်ဖို့သူကပထမဦးဆုံးနိုင်ငံတကာမှာသူကတရားဝင်ခြေချပြလိုက်တာပါပဲ ဟုတ်ကဲ့ဒီနောက်တစ်ခုကကျတော့လာရှိုးရဲ့နောက်ဆက်တွဲပေါ့နော်လာရှိုးကိုဒီရဲ့ညီနောင်မမိတ်တစ်ဖက်ဝင် MNDAA ရတယ်နောက်သက်ဆုပ်လိုက်တယ်စစ်ကောင်စီကရောက်လာတယ်ပေါ့နော်တစ်ဖက်မှာလည်းသူ့ရဲ့ညီနောင်မဟာမိတ်ဖြစ်တဲ့ DNN ရဲ့ထိန်းချုပ်နေမိတွေရောစိုးရင်စရာတွေကလည်းတချို့ကရှိနေကြရပေါ့ဒီရဲ့အလားအလာကိုဘယ်လိုရှိနိုင်လဲပေါ့လာရှိုးလိုမျိုးဖြစ်နိုင်လားပေါ့ ဒီအခြေအနေကတော့ကျွန်တော်တို့1027စစ်စင်ရေးစတင်လာကြတဲ့ကျွန်တော်တို့တောက်လျှောက်ပြောလိုက်နော်ကြားပြန့်တာမူဆယ်မှာရှိတယ်ဘာဖြစ်လို့မူဆယ်ကိုမတိုက်တာလဲအဲ့ဒါတကယ်ကိုစဉ်းစားစရာအခုလည်းမတိုက်ဘူးလေအခုတော့မှရှိကောင်းရှိနိုင်သေးတယ်ကြားပြန့်တာမူဆယ်မှာရှိကောင်းရှိနေနိုင်အောင်မဲ့ဒီကြားပြန့်ကဒါပေမဲ့ G2G တရုတ်က government to government ဂုံတိတ်ခါရှိနိုင်ငံတကာနေနမိတ်နိုင်ငံတကာကုန်တွေရေးအတွက်တရားဝင်လမ်းကြောင်းအနေနဲ့ဖွင့်ထားတဲ့နေရာဒါကြောင့်ဒီမို့လို့မူဆယ်မြို့ကိုအထိမခံတာအထိမခံတော့ဆိုတော့မြန်မာပြည်နဲ့ကုန်တွေဖို့ကပြည်တော်စုလက်မှတ်ရေးအတိကကုန်တွေရေးလမ်းကြောင်းဒေါ်လာတန်ပေါင်းများစွာတရက်ကိုကုန်ကူးနေတာအဲ့တော့လာရှိုးမြို့ကိုMNDAA တက်ဆုပ်ပေးပြီးတော့မှစစ်ကောင်စီပြန်ပေးတယ်ဆိုတဲ့ဟာလေဒီ G2G policy ကြောင့်အဲကြောင့်မလို့ဒီကုံတွေရေးလမ်းကြောင်းကစစ်ကောင်စီလဲသူကလည်းပြန်လို့မှာပဲအဲ့တော့သူ့ကိုထောက်ခံလို့ရှိရင်ဒီလမ်းကြောင်းပြန်ယူပေးပါသူလည်းဆက်ပြောနေမှာပဲအဲ့တော့အမှန်တော့အခုကဒီရှမ်းလို့ဆိုတော့ဟိုပန်ယွန်ပေါ့ကွက်ပြီးတော့မှသွားနေရတယ်လာရှိုးမျိုးရဲ့အနောက်ဘက်ချမ်းမှာ PDF နဲ့ TNL တွေတက်တယ်ကြီးပဲလာရှိုးမျိုးရဲ့အရှေ့ဘက်ချမ်းမှာဆိုရင် MNDAA နဲ့ဝတက်နဲ့TNL တွေတက်တချို့သူတို့တွေပဲပတ်လဲကျင်းပြောလို့ရှိရင်ရန်သူကြားထဲမှာသူကအကွက်တော့ကြာနေတယ်လာရှိုးမှာမြို့ပေါ်12ကွက်မှာပဲသူကရှိနေတာစစ်ကောင်စီကမြို့ပြင်ကိုထွက်လို့မရအောင်မြို့ပြင်ကိုထွက်တာနဲ့ဒီဒိုင်းလာလဲနဲ့ကင်တက်ဖွဲ့တွေရဲ့ gate ကိုဖျက်ရမှာအဲ့တော့မွန်းရဲ့ဘက်ကိုလာလို့ရှိရင်လည်းအဲ့ဒီ gate တွေဖျက်ရမှာပဲဒီဘောနောင်ချိုလမ်းစဉ်တော့လုံးဝသွားလို့မရဘူးအဲ့တော့ तू ကလည်းတစ်ဖက်ကလည်း तू ကတိုက်နိုင်တယ်ဆိုတဲ့ဟာကိုတရုတ်တွေနဲ့ဆွေးနွေးနေတဲ့အချိန်မှာလာဒီနောင်ချိုမြို့မှာရှိတဲ့တောင်ခမ်းတောင်ကုန်းဘက်ကိုအတဲအတန်ဒဲကြီးမဲကြီးနဲ့ TNL တွေကိုပြန်တိုက်နေတာတွေရှိတယ်တစ်ဖက်ကလည်း TNL တွေကလည်းဒီစစ်ကောင်စီကိုမတိုက်ပါဘူးဆိုပြီးတော့မှအပြည့်ရက်ထားတယ်ကိုခုခံကာကွယ်တဲ့အစ်အနေထားပဲလုပ်တယ်ဆိုတဲ့အနေထားပဲဖြစ်တယ်လက်တွေ့ကြတော့တိုက်ခိုက်ရေးစွမ်းရည်ကစစ်ကောင်စီကပို့ပြီးအားတာလာနေတာလို့ကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ဒီစစ်ကောင်စီလိုအပ်ချက်ကတော့မန္တလေးမြေမြို့နောင်ချိုကြောက်မြဲဒီဘောလာရှိုးတီကနေပြီးတော့မှမူဆယ်ထိပြန်ပွင့်ဖို့လာမဲ့တူလို့တို့အရန်လိုအပ်နေတဲ့အနေထားပေါ့နော်ဒါကြောင့်မလို့တရုတ်စီကိုသူကလုံးဝကိုတောင်းမယ်လုံးဝကိုထပ်ဖယ်ခိုင်းမှာဒါကတော့ဗေဒင်ဟောတာမဟုတ်ဘူးဒီလက်ရှိအနေထားအရာဒီ government to government ဒီနိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းအရာဒီအနေထားကလုံးဝကိုပြန်ပေးရမယ့်အနေထားဖြစ်တယ်ဆိုလိုတာက TNL ထင်းချုပ်ထားတဲ့နောင်ချိုကြောက်မင်းဒီဘောနောက်ပြီးတော့မှကုတ်ခိုင်ဒီလမ်းကြောင်းပေါ့နော်မူဆယ်ရောက်တဲ့အထိပေါ့နော်ဒီလမ်းကြောင်းပွင့်ဖို့ကစစ်ကောင်စီတို့အရာအရေးကြီးတယ်သူကလည်းBRI လမ်းဖောက်ချင်လို့ရှိရင်ဒီလမ်းတွေပြန်ယူပေးပါဆိုတဲ့တောင်းဆိုချက်ကတော့ညှိနေမှာပဲဒီအစိုးရနဲ့ပေါ့နော်ဒီတွေ့ဆုံဆွေးနွေးပွဲတိုင်းပေါ့နော်ဒါကြောင့်မလို့ဒီတစ်နေတိုင်းဆိုတဲ့ဟာကသူတို့ကအသက်နဲ့သွေးချွေးတွေနဲ့တိုက်ပြီးတော့မှရယူထားတဲ့ဒီမြို့တွေကဒီလက်နဲ့ကင်တက်တွေကလည်းမဆုတ်ပေးလို့တော့မပေးချင်ဘူးမပေးချင်တော့တရုတ်ကသူတို့ကိုဘာခိုင်းဖို့ရှိမလဲတရုတ်ကိုသူတို့ကဘာပေးမလဲဘာယူမလဲလက်နဲ့ကင်တက်ဖွဲ့တွေအနေနဲ့စစ်ကောင်စီကလည်းတရုတ်ကိုဘာပေးမလဲဘာယူမလဲတရုတ်ကတော့သူ့အကျိုးအမြတ်ပဲသူပဲကြည့်မှာပဲအတိတ်ကတော့ BRI လိုင်းရင်ရအောင်ဖြစ်ဖို့ကစစ်ကောင်စီကလည်းသူ့ရဲ့အခွင့်အရေးတွေသူကတရုတ်စီရအောင်တောင်းမှာပဲပထမတစ်ချိန်လမ်းကတော့လာရှိုးမြို့ကိုတနက်ကြီးဆံမဖောက်ပဲနဲ့ရအောင်ပြန်တောင်းလာတယ်ဆိုတဲ့ဟာကဒီ BRI ဘိုးလာမကြောက်မယ်ပေါ့နော်အဲ့တော့ဒီ TNL တွေကလည်းအခုလည်းဆက်လာမှာပဲလို့မြင်မိတယ်လေနော်
နောက်ဆုံးတော့လူထုရဲ့စက်ခံရမယ်လားလာရှိရပါတော့ ဟုတ်တယ်လူထုကတော့ရှုံရင်ပေါ့နော်မြည်ရင်နှခါနာတယ်မကောက်3ခါ4ခါပါနာဖို့ရှိတယ် BRI line ပြန်ဝင်လာလို့ရှိရင်လေမြေတွေထပ်သိမ်းမယ်အိမ်တွေထပ်ဖြတ်ခံရမယ်အဲ့ဒီလမ်းကြောင်းဖြစ်ဖို့ပေါ့ ဟုတ်ကဲ့ဒါမဲ့လေခဏတော့ပြောရဲလမ်းကြောင်းပေါ့နော်ကုန်လွယ်ရေးလမ်းကြောင်းပြောကြတယ်ပေါ့နော်ဒါမဲ့အခုကတရုတ်မြန်မာကုန်လွယ်ရေးလမ်းတစ်ဆိုပြီးတော့တွေ့ရတယ်ပေါ့နော်တည်င်းလေးကြားနေရတယ်ဘယ်ကနေလဲဆိုမူဆယ်105မိုင်ကိုမတုံးလဲနဲ့ရှင်းဆွေဟော်လို့ဒီကွန်လုံလို့တိန်ဒီလားရှိုးမိုင်းရယ်ခိုးလန်အဲ့လမ်းကြောင်းကိုတုံးတယ်ဆိုတော့ကုန်လွယ်ရေးကလည်းတစ်ပိုင်းကလည်းတွေ့လာတီဟာကရောတကယ်ဖြစ်နိုင်လားပေါ့တချို့ကလေတရုတ်တွေကလာပြီးလွားပြီးကြည်ပြီးလွားပြီးဆိုတော့အဲ့ဒီမျိုးလေးပြောကြတယ်ပေါ့နော်ဒါကြောင့်ဒီလမ်းကရောဘယ်လိုအလားအလာရှိနိုင်လဲဒီကုန်လွယ်ရေးလမ်းကြောင်းတစ်က ဒီတရုတ်တွေရဲ့ဒီဗာလဲဒီ BRI land Bay and Road Initiative ဒီလမ်းကြီးကထိုင်းမှာရောလာဝမှာရောဖောက်နေတာလေနော်အခုထိုင်းရဲ့ Asia Highway number 1ကဒီတာကနေပြီးတော့မှမဲဆော့မြဝတီဘက်ကိုဖောက်ဝင်လာတယ်နော်Asia Highway 2ကြတော့ဘန်ကောက်ချင်းမိုင်ပြီးတော့မှတချီလေးဂျိုင်းတုံထိပြီးတော့မှတရုတ်ပြည်ဘက်ကိုလဲဝင်သွားတယ်အဲ့ဒီလမ်းကြောင်းကဒီဂျိန်းတုံကနေပြီးတော့မှရှမ်းပြည်တောင်ပိုင်းတောင်ကြီးအထိလမ်းဦးတည်ဖို့ရှိတယ်ဂျိုင်းတုံကနေလာရှိုးအထိဦးတည်ဖို့ရှိတယ်လာရှိုးအထိဦးတည်ဖို့ဒီလမ်းကြောင်းကဒီရှင်းပြောလို့ရှိရင်ထိုင်းကနေပြီးတော့မူဆယ်အထိတွားမဲ့လမ်းတစ်ခုရှိတယ်မူဆယ်ဖြစ်ပေါ့နော်ဒါမှမဟုတ်ရင်ဒီညာဘက်ကိုပြန်ကွေးလို့ရှိရင်ချင်းရွှေဟောကွန်လုံချင်းရွှေဟောဘက်လမ်းပေါ့နော်အဲ့ဒီလမ်းကြောင်းတစ်ခုရှိတယ်ဒါထိုင်းနဲ့တွဲပြီးတော့မှလုံးမဲ့လမ်းကြောင်းစီမံကိန်းတွေမြင်ထားတဲ့စီမံကိန်းတချို့တွေပေါ့နော်ဒါမဲ့ဒီ BRI လမ်းရှမ်းပြည်မြောက်ပိုင်းကိုဖြတ်မဲ့လမ်းကြတော့ဒီချင်းရွှေဟောလာရှိုးကနေပြီးတော့မှမိုင်းရိုင်မိုင်းရှိုးဒီလမ်းကနေတောင်ကြီးကိုဖြတ်လာဆိုရင်ဒီမြေပုံအရဆိုရင်တော့ဖြောင်းမယ်ဒါမဲ့ဒေသအတွင်းမှာကျတော့တော်တော်ကောက်တဲ့လမ်းဒါမဖြစ်နိုင်ဘူးခုနကတော့ဖြစ်နိုင်မှာကဒါဒီဘန်ကောက်ချင်းမိုင်ဒါချီလေးကျင်းတုံကနေလာရှိုးမူစေဖောက်တဲ့လမ်းတော့ဖြစ်နိုင်တယ်ဒီတလမ်းပေါ့နော်ဒါမဲ့သူတို့ကဒီအရှိအနောက်ကိုမျောတဲ့လမ်းကြတော့အရှိကနေအနောက်ကိုမျောတဲ့လမ်းကြတော့အင်္ဂလိပ်တွေဖောက်ထားတဲ့လမ်းတစ်ခုရှိတယ်အဲ့ဒီယထာလမ်းကအရင်လုံးကလာရှိုးမြို့ကိုကျော်ပြီးတော့မှဘာလို့မြင့်နာအထိရောက်လာတယ်မုံရော်ဂျေးရွာအထိမှတော့အဲ့ဒီတုန်းကဘူတာကမုံရော်ဘက်မှာလာရှိုးကနေမိုင်340လောက်ရှိမယ်အဲ့မှာယထာလမ်းပေါက်ပြီးသားယထာလမ်းချောင်းကဒီအဲ့ဒီကံမုံလွယ်ကံမုံဆိုတဲ့တောင်ကျော်ကြီးကိုဖြတ်ပြီးတော့မှဂွန်လုံဟိုပန်ထိဖောက်တဲ့လမ်းကြောင်းကရှိပြီးသားလမ်းရှိပြီယထာလမ်းကလည်းခုနကပြောတယ်လို့လာရှိုးကိုကျော်လို့မုံရော်ထိရောက်ပြီးဒါမဲ့အဲ့ဒီတန်လန်းကတော့ကပါစစ်ကြောင်းပြတ်သွားတယ်အင်္ဂလိပ်တွေဖောက်ထားတဲ့လမ်းလေအဲ့ဒီလမ်းပြန်သုံးလို့ရှိရင်တော့ဒီချင်းရွှေဟောလာရှိုးကနေပြီးတော့မန္တလေးကြောက်ဖြူအဖြောင်းပဲဒီလမ်းကဖြစ်နိုင်တယ်ကျွန်တော်တို့ဒီလာရှိုးမြို့ပြဿနာကိုလာဖြေရှင်းတော့တိန့်ရှိကျွန်းကဂုံလုံးဟောပန်းကနေပြီးတော့မှဝင်လာတာကိုကန့်လုံချုံရေးယူပြီးတော့မှဝင်လာတာလာရှိုးရောက်တဲ့အထိပြန်သွားတော့လေအဲ့ဒီလမ်းကြောင်းမပြန်သွားတယ်ဆိုလိုတာကကိုကန့်ကရှင်းပြောလို့ရှိရင်ဒီတရုတ်လူမျိုးပဲဟန်မျိုးနွယ်တွေပဲတရုတ်စကားပြောတရုတ်လူမျိုးတရုတ်စာသုံးတရုတ်လူမျိုးတွေပဲတို့တွေကအဲ့တော့သူတို့အတွက်ပို့ပြီးတော့မှကုလူဆက်ဆံညာမှာပို့ပြီးလုံခြုံစိတ်ချရတယ်ဆိုတဲ့အပိုင်းကိုကျွန်တော်တို့ကမြင်မိတယ်တရုတ်နဲ့ဒီကိုကန့်ဆက်ဆံရေးရအဲ့လိုနေထားပေါ့နော်ဒါကြောင့်မလို့ဒီလမ်းဆိုရင်ပိုမြန်နိုင်မယ်ပိုဖြောက်နိုင်မယ်ဒါပေမဲ့ဒီမူဆယ်ဘက်ကနေလဲတရုတ်ကအတွေ့အကြုံရှိပြီးသားပါမြန်မာပြည်ထဲကိုဒီနှစ်ပေါင်း10ဒီကျိတ်ပေါင်းများစွာပေါ့နော်နှစ်နဲ့10ချီပြီးတော့မှမြန်မာပြည်တွင်းထဲကိုလေလာရေးဆင်းတဲ့ဟာတွေနောက်ရွှေ gas pipeline တွေရေနံ pipeline တွေတောတောင်တွေကိုဖောက်ပြီးတော့မှတရုတ်ပြည်တည်တဲ့ဟာတွေကသူတို့ကအတွေ့အကြုံကောင်းရှိပြီးသားပဲအဲ့ဒီ line ကနေလည်းဝင်နိုင်တာပဲနောင်တောက်ကနေပြီးတော့မှမူဆယ်နမ်ခမ်းကိုဖြတ်ပြီးတော့မှဒီgas pipeline အတိုင်းနဲ့ဒီလမ်းကဝင်လာနိုင်တာပဲဆိုလိုတာကအတိတ်ကတော့တရုတ်ကဒီမြန်မာပြည်ကိုကောင်းထိန်းချုပ်နိုင်လို့ရှိရင်အခုကတော့
ဒီစစ်ကောင်စီနိုင်ငံတော်အာဏာကိုသိမ်းလာတဲ့နောက်ပိုင်းကမြန်မာပြည်တစ်ခုလုံးကိုတရုတ်လက်ထဲအပ်တယ်လို့ဖြစ်လာနေတော့တရုတ်တဲ့အခွင့်အရေးမဟာခွင့်ရေးပိုဖြစ်လာတယ်အဲ့တော့ပင့်ကူမင်လိုမျိုးမြန်မာပြည်ထဲကလမ်းကြောင်းတွေဖောက်လိုက်မယ်လို့မြင်မိတယ်သူတို့လုံခြုံစိတ်ချရတဲ့အနေအထားမှာရောက်လို့ရှိရင်ပေါ့နော်ခုနကတော့လို့ဒီယထာလမ်းကိုဒီ gas pipeline လေးအတိုင်းလဲဆင်းနိုင်တယ်အင်္ဂလိပ်တွေဖောက်ထားတဲ့ဒီချင်းရွှေဟော်ကနေပြီးတော့မှလာရှိုးအထိဖောက်တဲ့ဒီယထာလမ်းကလည်းငကူကလေးရှိပြီးသားဆိုတော့ဘီမင်မမန်းတောင်လှုပ်ရှားမလို့တော့ဘူးအဲ့လိုနေထားပေါ့နော်ဒါကြောင့်မို့လို့ဒီတရုတ်ကတော့သူ့ရဲ့စီမံကိန်းအောင်မြင်ဖို့ကဘာပတ်လမ်းကြီးကိုဒီလက်ဝကြီးကောင်းကောင်းနဲ့တေချာအုပ်နိုင်ဖို့ဒီစစ်ကောင်စီရဲ့လိုအပ်ချက်ကိုသူကဖြည့်ဆည်းပေးနေမှာပဲဆိုတဲ့ဟာပေါ့နော်လေလာရရှိလေလာတွေ့ရှိရတာပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီရဲ့ရှမ်းမြောက်ကိစ္စပြီးပေါ့ဆိုတော့ဒီနောက်တစ်ပိုင်းပေါ့နော်ဒီလအတွင်းမှာပဲဖြစ်သွားတဲ့ကိစ္စဒီအာဆီယံဥက္ကဋ္ဌရဲ့ပြီးတော့ထိုင်းဝန်ကြီးချုပ်ဟောင်းတက်စင်ရဲ့ပြီးတော့စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်တို့ကထိုင်းနိုင်ငံမှာလာတွေ့ဆုံခဲ့တယ်ဒီရဲ့ကိစ္စကကျွန်တော်တို့တစ်ဖက်ကိုပြန်စဉ်းစားကြည့်ရဆိုရင်ထိုင်းမှာလှုပ်ရှားနေတဲ့ဒေါ်လာရေးတက်တွေရှိတယ်လို့ဒေါ်လာရေးတက်ဖွဲ့ဝင်တွေပေါ့နော်လူတွေလည်းရှိတယ်လို့ဒီရဲ့ပြီးတော့ဒီလူထုတွေပေါ့နော်ထွက်ပြေးလာတဲ့လူထုတွေလည်းရှိရဆိုတော့လေဒီဖက်မှာကသူတို့ရဲ့တက်ရောက်မှုတွေဘာတွေဖြစ်လာနိုင်လဲပေါ့ဒီအရေးမှာကျွန်တော်တို့တွေအရင်တစ်ခေါက်တုန်းကလည်းပြောဖူးပါတယ်ထိုင်းအစိုးရလည်းသူတို့အကျိုးစီးပွားကိုကွာကွယ်ဖို့ဒီຫນွေဦးဒေါ်လာရေးဆိုတဲ့ဟာလည်းသူကြည့်မှာမဟုတ်ဘူးသူတို့မလို့ဒီဟာမလို့ဆိုတဲ့အနေထားလဲသူကြည့်မှာမဟုတ်ဒါပေမဲ့သူအထိုက်တင်းတော့ကပအတိုင်းဝိုင်းနဲ့ပြဿနာမှာဖြစ်အောင်တော့သူကတော့ထိမ့်နဲ့နေတတ်တယ်ထိုင်းအစိုးရကတော့ဒါပေမဲ့ဒီအာဆီယံဥက္ကဋ္ဌနဲ့ဒီစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့တွေ့ဆုံတဲ့ကိစ္စကတော့အဲ့ဒါလည်းနှစ်ပိုင်းမြင်မိပါတယ်ပထမတစ်ပိုင်းကတော့အာဆီယံကတော့လက်ရှိအနေထားအရငလင်တန်ကြောင့်ခံနေရတဲ့မြန်မာလူထုသိန်းပေါင်းများစွာကိုကူညီဖို့humanitarian aid ပေးနိုင်ဖို့အဖက်ဖက်ကိုသူကဒီဟာကိုအကြောင်းပြပြီးတော့မှဆက်တွေ့တယ်ဒီဒေါ်လာရေးရန်စုဘက်ကရောစစ်ကောင်စီဘက်ကရောပေါ့နော်ဒါပေမဲ့စစ်ကောင်စီဘက်ကြတော့သူ့အတွက်မဟာခွင့်ရေးပဲအာဆီယံဥက္ကဋ္ဌကငါနဲ့တွေ့ပြန်ပြီဆိုတဲ့ဟာပေါ့နော်ဒါအတိအမှတ်ပြုခံရတယ်မြန်မာပြည်ရဲ့ရေးမှာဒီစစ်တပ်ကမပါလို့မရဘူးဆိုတဲ့အနေအထားတွေဖြစ်တယ်သူ့အတွက်တော့ဒီအာဏာတည်မြဲဖို့ဇေမြင့်ပေါ်ရောက်တဲ့အတိုင်းပေါ့နော်ဒါပေမဲ့ဒီလက်တွေ့ကတော့အာဆီယံကတော့လူထုကိုကူညီခြင်းတဲ့ဟာထိထိရောက်ရောက်ကူညီခြင်းနဲ့အဖက်ဖက်ကိုဆက်တွယ်ခြင်းနဲ့ဒါပေမဲ့ဒီထိုင်းနိုင်ငံအနေထားကတော့ဒီဒေါ်လာရေးရာစုတွေအနေနဲ့တတိထားတော့အနေတင်တယ်အရင်တော့ကလည်းရှိခဲ့ဖူးတယ်စစ်ကောင်စီကရုံးလိပ်စာအတိအကျကိုပေးပြီးတော့မှဒီဟာကိုစီမံပေးပါဆိုတဲ့ဟာရုံးပိတ်တဲ့အဆင့်တွေပါရောက်တယ်အဲကြောင့်မလို့ထိုင်းနိုင်ငံမှာနေတဲ့ဟာလဲတတိဝိရိယနဲ့နေရအောင်ပါပဲဒီအခွင့်အလန်းတခြားတိုးတက်ကြောင်းအခွင့်အလန်းရှိကောင်းရှိမယ်ဒါပေမဲ့တတိထားပြီးမနေလို့ရှိရင်တော့ထိုင်းကလည်းသူ့နိုင်ငံအကျိုးစီးပွားစစ်ကောင်စီကလည်းသူ့အကျိုးစီးပွားအတွက်ဆိုရင်ကိုကကြားထဲကနေခံရမယ့်အနေထားစိတ်ချရတဲ့အနေထားမဟုတ်ဘူးပေါ့နော်အဲ့လိုပဲသုံးသပ်မိပါတယ်ခင်ဗျာဒီကျွန်တော်တို့တည်င်းအချက်လက်အရာလေ့လာကြည့်လို့ရှိရင်ပေါ့နော်ဒါကိုကြည့်မယ်ဆိုရင်တော့ထိုင်းဘက်ကလည်းကျွန်တော်တို့မလုံခြုံတရုတ်ဘက်ကလည်းကျွန်တော်တို့လွမ်းမိုးနေတဲ့ပုံစံတွေတော့ရှိတယ်လို့ပြောလို့ရပါဘောနော်အရာအလုံးကတော့ဟုတ်တယ်အတိကတော့တရုတ်လွမ်းမိုးမှုကပို့ပြီးတော့မှကြောက်ဖို့ကောင်းလာနေတဲ့အနေအထားရှိတယ် IT ဘိုင်းအရာရောနောက်ပြီးတော့မှလက်တွေ့အရာရောခုနကတော့ပြောတယ်လို့တိန့်ရှိကျွန်းကိုတိုင်ကဒီနိုင်ငံတော်အဆင့်လုံခြုံရေးယူပေးဖို့မလိုဘဲနဲ့လာရှိုးအထိဝင်လာတယ်ဒီလာရှိုးပြဿနာတွေလာရောက်ဖြန့်ဖြေပေးတယ်အဲ့လိုအနေထားကတော့ဒီတရုတ်ရဲ့ဩစာကြီးမာမှုကတော့တရုတ်ရဲ့ရှင်းပြောလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်အနေထားကတရုတ်ကတောက်လျှောက်ကျွန်တော်တို့မြေပေါ်မြေအောက်တရားစာဒတွေရတဲ့နီးလန်းတွေနဲ့တရားဝင်ရောတရားမဝင်ရောအကုန်ယူနေတာလေအကုန်ယူနေတယ်ဆိုတော့အခုအနေထားကတော့ပို့ပြီးတော့မှကြောက်ဖို့ကောင်းသွားပြီပေါ့နော်တရားဥပဒေစိုးမိုးမှုကလည်းမရှိဒီနောက်ပြီးတော့မှအခရိုနီတွေကလည်းများနောက်ပြီးတော့မှလက်နက်ကင်အုပ်စုတွေကလည်းသူတို့လက်နက်ရဖို့ပဲရှိရတရားစာရတွေအကုန်ထုတ်ရောင်း
အဲ့လိုမျိုးအနေထားဖြစ်လို့ရှိရင်တော့ကိုယ့်ရဲ့ဒီတိုင်းရင်းသားလူထုတရက်လုံးရဲ့ခံစားခွင့်ပေါ့နော်ကိုယ့်ရဲ့မွေးရာပါဒီတယံစာရတွေရဲ့ပိုင်ဆိုင်မှုကတော့တပြေးပြေးနဲ့ရုပ်ရော့သွားပြီးတော့မှဒီတရုတ်တွေရဲ့လက်ထဲကိုပို့ပြီးတော့မှရောက်သွားစေတဲ့အနေအထားဖြစ်တယ်ထို့အတူပဲဒီလူကုန်ကူးမှုပေါ့နော်လူကုန်ကူးမှုကလည်းအန္တရာယ်များတယ်လက်ရှိဒီကိုကန်းတက်တွေရှမ်းပြည်မြောက်ပိုင်းကိုတောက်လျှောက်ထိန်းလာနေတဲ့ကာလမှာအမျိုးသမီးငယ်တွေဘဝပြတ်တာတွေများတယ်ပတ်စံနဲ့ပြစ်ပေါက်ပြီးတော့မှ15နှစ်16နှစ်14နှစ်တောင်မှဝယ်ယူတဲ့အနေအထားဖြစ်သွားပြီရောင်းစားခံရတယ်မိဘတွေကလည်းပတ်စံတစ်ခုတည်းကိုပဲမျောကိုပြီးတော့မှကိုယ့်ရဲ့သားသမီးတွေကိုထိန်းသိမ်းတာပညာတင်ပေးတာလမ်းကြောင်းတဲ့ပေးတာအဲ့ဒါတွေပံ့ပိုးမှုကအရန်အားနည်းနေတော့အခုကတော့ရှမ်းပြည်အမျိုးသမီးပြိုလေးတွေကလုံးဝကိုဒီလူကုန်ကူးခံရတယ်လိန်ကျွန်းအဖြစ်ရောင်းဝယ်ခံနေရတဲ့အနေအထားတွေရောက်နေတယ်ဆိုတော့တော်တော်ဆေးရင်ရတဲ့အနေအထားဖြစ်နေတယ်ပေါ့နော်ဒီအခြေအနေကဟုတ်ကဲ့ပါကိုဆိုင်မွန်ရဲ့ဒီလအတွင်းရှမ်းပြည်နယ်ရဲ့နိုင်ငံရေးစစ်ရေးလူမှုရေးကိုလာရောက်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးပါပဲဟုတ်ကဲ့သုံးခါ